န်နီဘယ်ဟာယောမရဲ့အစိုးဆုံးရန်သူဖြစ်ခဲ့တယ်ဆိုတာကိုမိတ်ဆွေတို့သိပြီးသားဖြစ်ပါလိမ့်မယ်။တမိုင်းကိုစိတ်ဝင်စားပြီးစိန်ခေါ်မှုတွေကိုရင်ဆိုင်ရတဲ့မိတ်ဆွေတို့အတွက်ဒီပုဂ္ဂိုလ်ဟာတကယ်ကိုစိတ်ဝင်စားစရာပါပဲ။ယောမလိုအေယာမအင်ပါယာကြီးကိုဒူးထောက်အောင်သူဘယ်လိုလုပ်နိုင်ခဲ့တာလဲ။ဒါကတကယ်ကိုမဖြစ်နိုင်ဘူးလို့ထင်ရတဲ့ကိစ္စရပ်တစ်ခုပါပဲ။ ဒီဇလန်ကိုနားလည်ဖို့2000ရှိရှိ PC ကိုပြန်သွားရပါမယ်။ဟန်ဒီဘယ်ဟာသူ့ဖခင်ကိုရောမရဲ့ရန်သူချဲ့ရမယ်လို့ကတိသစ္စာပြုခဲ့သူပါ။ဒီကတိအတိုင်းသူဟာစာဂုနန်ကိုတိုက်ခိုက်ပြီးဒုတိယမြောက်ပြူနစ်စစ်ပွဲကိုစတင်ခဲ့ပါတယ်။ဒီလိုကတိတစ်ခုကြောင့်ကြီးမားတဲ့စစ်ပွဲကြီးတစ်ခုဘလို့ဖြစ်လာမလဲ ရောမကိုမြောက်ဘက်ကနေတိုက်ဖို့ဟန်နီဘယ်ကဆုံးဖြတ်လိုက်ပါတယ်။သူဟာစစ်သေးမားတောင်းနီးပါးနဲ့အယ်တောင်တန်းကိုဖျက်ကျော်ဖို့စီစဉ်ခဲ့ပါတယ်။ဒီလိုခက်ခဲကြမ်းတမ်းတဲ့ခရီးကိုဘယ်သူမှမထင်ထားခဲ့ကြပါဘူး။ဒါပေမဲ့ဒီလိုထူးခြားတဲ့စီစဉ်မှုကဘလို့အကျိုးဆက်တွေဖြစ်လာမလဲ။ အေးခဲပြီးနင်းဖုန်နေတဲ့တောင်တန်းတွေကိုဖျက်ကျော်တဲ့အခါစစ်သွားတွေနဲ့စင်တွေငါကြီးအေးခဲပြီးတေဆုံးခဲ့ပါတယ်။ဒီခရီးကိုဖျက်ကျော်ပြီးတဲ့အခါစစ်သေးငါရဲ့သူ့ဝက်လောက်ပဲကြံပါတော့တယ်။ဒီလိုကြီးမားတဲ့ဆုံးရှုံးမှုတွေကြားကနေသူဘယ်လိုဆက်တိုက်ခိုက်ခဲ့တာလဲ မြောက်ပိုင်းအီတလီကစစ်သားအသစ်တွေထပ်ပေါင်းပြီးနောက်ဟန်နီဘယ်ဟာယောမကိုပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့ပါတယ်။ ထရဘီယာနဲ့ Lake Trasimene တိုက်ပွဲတွေမှာယောမဟာကြီးမားတဲ့ဆုံးရှုံးမှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ဒီလိုယောမအတွက်နာကျင်စရာအောင်ပွဲတွေရပြီးနောက်ယောမအင်ပါယာဘယ်လိုတုံ့ပြန်ခဲ့တာလဲ။အခြေအနေဆိုးလာတော့ရောမာဟာဟန်နီဘယ်ကိုအပီးတိုင်ချေမုန်းဖို့စစ်တီ8500ကိုစုစည်းခဲ့ပါတယ်။ဒီအခြေအနေကိုကြည့်ရင်ဟန်နီဘယ်ဟာရောမာကိုဘလောက်တောင်စိုးရိမ်စေခဲ့တယ်လဲဆိုတာတွေ့ရမှာပါ။ဒီလိုစိန်ခေါ်မှုတွေခြားကနေဘလို့ရက်တီခဲ့တယ်လဲဆိုတာကတကယ်ကိုလေ့လာစရာပါ။